ပွဲရပြီးသွားပြီပွဲရပြီးသွားပြီပွဲကင်းနေကအမိုက်တရားတွေနဲ့ပွဲဖြစ်ဖို့ပဲကျွန်တော်နော်ပွဲစီဖြစ်ဖို့ပဲကျွန်တော်ပွဲကင်းနေအမိုက်တရားတွေရှင်းမယ်ပွဲစဉ်ဖြစ်မယ်ဒါတော့ပဲကျွန်တော်အချိန်ကာလတစ်ခုနည်းနည်းပဲရှိတော့တယ်နော်နည်းနည်းလေးပဲရှိတော့တယ်နော်တစ်နှစ်လောက်ပေါ့အဲ့လောက်ပေါ့အဲ့တက်တော်လေးမတိုင်းခင်မှာလဲနော်ဒါမင်းတို့လက်ရှိအကြဆုံးများနေတဲ့မြို့တွေနော်မင်းတို့ကိုရှယ်လေးရအောင်ပြောတာမင်းတို့ခြားပြလိုက်ရင်တို့ထမင်းစားတော့ပြတ်သွားအောင်ပဲဆိုတာအလေကားပြောတာမဟုတ်မြင်လို့တော့မကောင်းဘူးဟုတ်ပြီနော်ဟုတ်ပြီလားမသိမြင်လို့တော့မကောင်းဘူးအဲ့တော့ငါတို့နိုင်တော့မှာပါပါညာတကားဆိုအားတာပေးရပဲလိုက်နော်ဟုတ်ပြီလားအဲ့တော့ဒီတင်းမဲ့မကြီးကဘိုးကျိုးစော်မင်းတို့ပြောသွားတယ်ရဲစိုးတွေနဲ့ဘေးမှာဘာလို့လဲဆိုတော့ပြီးရင်စောင့်ကြည့်မဲ့အဖွဲ့အစည်းတွေကအစအဝင်လာပြီဆိုတာအဲ့ဒီအဖွဲ့အစည်းတွေကတကယ်စူပါပါနိုင်ငံနော်ဗီဒီယိုအရန်သုံးချလို့သုံးပြီးပယ်ချလို့ရတဲ့နိုင်ငံရဲ့ကုလသမဂ္ဂရဲ့အမြဲတမ်းအဖွဲ့ဝင်ဖြစ်တဲ့နိုင်ငံကနေပြီးတော့ဒီမှာဆိုတော့နော်အဲ့တော့တချို့လူပြန်ပြီးစစ်တိုက်လို့ရတယ်တင်တယ်မင်းတို့ထောက်ပံ့လူတွေနိုင်ငံကမထောက်ပံ့တော့ဘူးနော်ရှေ့လျှောက်လည်းမလွယ်ဘူးတော့ပွဲရပြီးသွားလို့ပြောလို့ရတယ်ပွဲရပြီးသွားလို့ပြောလို့ရတယ်နော်အဲ့တော့အားမွေးတာအိတ်ထားစားတာရှေ့လျှောက်သူတို့ပြေးရမယ်ဟုတ်ပြီလားနော်တကယ်ပါလားပြေးရမယ်နော်နှစ်ပေါင်း50လောက်အတွင်းမှာလူရင်တော့ကဘာစီယာကြီးခင်တော့ဆိုနိုင်ငံတော်ခိုးမိနေတင်တန်းစီမျိုးနိုင်ငံတော်ခိုးမိနေတင်းနေမှာအဲ့လိုတောင်ထန်းလောက်အရင်ဖြစ်တင်မှုတွေမှာ100 150 180အဲ့လောက်ပဲနော်ခုနောက်ပိုင်းတင်းရင်တွေအင်အားဖြစ်တင်မှုတွေက200ကျော်လေးဟုတ်ပြီလားရှေ့လျှောက်သူပြေးရမယ်ဟာအခုကဆိုတက်မတော်ရဲ့တင်းရင်တစ်ခုတင်းရင်ကိုတွေ့ပြီဆိုရင်ဒါမှန်အင်အားတော့နဲ့ကျမတော်တပုံတို့ကချောင်းတည်ရဟုတ်ပြီလားအဲ့လိုဘွားတွေပြန်ရောက်နေပြီဟုတ်ပြီနော်အားမွေးတာလက်ရှိရှားတဲ့အချိန်မှာဟုတ်ပြီလားဘုရားတရားလေးလုပ်တာဟုတ်ပြီနော်ဘုရားတရားရုပ်လုပ်တာအမိဘဆွေမျိုးအတိုင်းဝိုင်းဟလားမချဖုန်းလေးဆက်တာဟုတ်ပြီနော်ရှေ့လျှောက်တယ်မလို့ဖြီးရလွားမယ်ဒီမေကြီးမငတ်မယ်ပြက်မယ်ကိုရှယ်လေးပြောသလိုချက်ပြလိုက်ရင်ထမင်းစားအောင်ပြတ်သွားအောင်မယ်ညင်းလို့မကောင်းဘူးဟုတ်ပြီလားမသိဘူးနော်အဲ့တော့နောက်ဆိုမျိုးလူရိတ်တောင်ဖိတ်ရိတ်လေးမတွေ့နေအဲ့ခစ်တဲ့စပွဲမှာဒါကြောက်စရာကောင်းတယ်အဲ့အဒီကန်တုံးလေးနော်ဝီးဟလားဒါခါကျရင်လမ်းသွားနေတဲ့ကလေးတွေကနှုတ်ဆက်သွားသေးတယ်အဒီကန်တုံးလေးပါလေနော်ဟိုတော်လေးကမူဗီဒီယိုကြည့်တယ်အကြောင်းကနေပဲကာမီကာဒီတုံးကိုရိုက်ချလိုက်တာနော်